ဒီအပေါက်သေးသေးလေးကိုကြောက်တဲ့ယောဂပေါ့နော်အဲ့ယောဂကိုကျွန်တော်ဒီနေ့ပြောပါမယ်အဲ့ဒါကို trypophobia လို့ခေါ်ပါတယ် trypophobia ဆိုတော့ triple ဆိုတာဒီ cluster ပေါ့နော်အပေါက်သေးသေးလေးအကွက်အကွက်လေး phobia ဆိုတာကြောက်တာပေါ့နော်အဲ့တော့ trypophobia ယောဂလားပြောရင်သူကယောဂလို့သတ်မှတ်ရခက်ပါတယ်နော် trypophobia ယောဂတစ်ခုမဟုတ်ပါဘူး diagnosis တစ်ခုမဟုတ်ပါဘူးအဲ့တော့သူက phobia အဆင့်ပေါ့နော်ကျွန်တော်တို့ပုံမှန်လူတွေမှာလည်းဒီပြောင်းအောင်လိုဟာမျိုးတွေဒါမှမဟုတ်လည်းကြာကွက်တွေနော်ကြာကွက်တွေနောက်အခေါင်းပေါက်တွေအဲ့ဒါရုံမြင်တဲ့ခါကျရင်ကျွန်တော်တို့မှာကြောက်တဲ့စိတ်ဖြစ်ပါတယ်ဒါပေမဲ့တချို့လူတွေမှာကျတော့ဒီဟာကိုအကြောက်လွန်ပြီးတော့နှလုံးခုန်လုံးမြန်လာတာချွေးပေါက်တွေပြန်လာတာနောက်ပြီးတော့ရဲခံခတ်လာတာပေါ့နော်အဲ့လောက်ဒီဆိုးရဆိုရင်သူဝေးရောက်နေတဲ့ဆိုးရတဲ့တတ်မှတ်ပါတယ်အားကြောင့်ဒီလိုဖြစ်ရလဲဆိုတော့တေချာတိကျတဲ့ပြည့်ရှင်းကြတော့မရှိဘူးပေါ့နော်ဖြစ်နိုင်ခြင်းရှိတာသူတို့ research တွေကဖြစ်နိုင်ခြင်းရှိတာဆိုတော့ကျွန်တော်မွေနောက်ပြီးပင့်ကူတွေနောက်ပြီးတော့ကြက်တစ်တွေနော်အဲ့လိုမျိုးအကွက်တွေပါတဲ့ pattern တွေpoisonous ဖားတွေပေါ့နော်အဲ့လို pattern တွေတွေ့တဲ့ခါကျရင်သူကကြောက်တတ်ပါတယ်အဲကြောက်တဲ့စိတ်ကြောင့်ဖြစ်နိုင်တယ်လို့ပဲသတ်မှတ်ထားကြပါတယ် okay အဲ့တော့ trypophobia ဖြစ်လာခဲ့ရင်အရင်စိုးရင်လားဆိုတော့ trypophobia ဒီပုံမှန် stage လောက်ပဲဆိုရင်မစိုးရင်ပါနဲ့ကျွန်တော်ခုနပြောလို့နှလုံးခုန်လုံးတွေမြန်လာတယ်ကျွေးစီရှိပေါက်တွေပြန်လာတယ်လူကနဲ့မူးလို့ဝေးလို့ဖြစ်လာတယ်ဆိုရင်ဒါစိုးရင်ရတဲ့အခြေအနေပေါ့နော်အဲ့လိုဖြစ်လာပြီဆိုရင်ဘယ်လိုကုမလဲအဲ့လိုဖြစ်လာပြီဆိုရင်အဓိကကုတဲ့နေရာကျတော့ဒီ exposure therapy လို့ခေါ်တာပေါ့နော်ကျွန်တော်ထိတွေ့ပေးရမယ်ကိုကြောက်တဲ့အရာကိုဖြည်းဖြည်းချင်းထိတွေ့ပေးရမယ်ဥပမာဒီလိုအပေါက်ပေါက်တွေရှိတဲ့ဟာကိုဓာတ်ပုံတစ်ခုကိုစေထားပြီးတော့ဒါကိုနည်းနည်းချင်းစမ်းကြည့်ပေါ့နော်ကျင်းနဲ့တဖြည်းဖြည်းနဲ့ဒါကိုရှင်လာတဲ့အခါကျရင်ဒီကြောက်တဲ့စိတ်တက်တဖြည်းဖြည်းလျော့သွားမှာပေါ့နော်အဲ့ဒါကိုexposure therapy လို့ခေါ်ရပါတော့လောက်အောင်မို့လဲနောက်က cognitive behavior therapy ပေါ့နော်cognitive ဆိုတဲ့အတိုင်းကျွန်တော်ကစဉ်းဉဏ်သုံးအောင်ပါပေါ့နော်ဒီဟာကိုဒုက္ခပေးနေတဲ့အရာမဟုတ်ဘူးပေါ့နော်ဘာလို့ဒီလိုဖြစ်လာလဲဆိုတော့ဒီအပေါက်တွေကနေပြီးတော့ကိုယ်ဒုက္ခပေးနေမှာတို့မျိုးလဲတခုထွက်လာလိမ့်မယ်ထားပါတော့နော်အဲ့လိုအကောင်လေးလောက်လေးအဲ့လိုပေါစနာအကောင်လေးကိုထွက်ပြီးဒုက္ခပေးလိမ့်မယ်လို့ကိုကထင်တဲ့အတွက်ကြောင့်ဒီလိုကြောက်ကြရများပါတယ်အဲ့တော့ဒီပုံဒီမှာပုံလေးတစ်ခုထွက်ပြီးတော့ဥမာခုနပြောကျွန်တော်ပြောရပါတော့ဒီကြောင်ဝက်ပုံမှာဒီကြောင်ဝက်ကနေဘာကောမှထွက်မလာဘူးပေါ့နော်အဲ့ဒါကိုကတဖြည်းဖြည်းချင်းအတိတရားနဲ့ဆင်ခြင်ရမှာပေါ့နော်အဲ့လိုနဲ့ပြောက်သွားပါမှာဒါယောဂမဟုတ်ဘူးမစိုးရင်ပါနဲ့နော်ဖိုဖီးယားမှာယောဂမဟုတ်ဘဲနဲ့ယောဂမဟုတ်ပေမဲ့သူနဲ့ဆက်နေတဲ့ယောဂရရှိနေတတ်ပါတယ်ဥပမာ generalize anxiety ယောဂနဲ့ဆက်နေတတ်တယ်နောက်ပြီး depression ပေါ့နော်စိတ်ကြယောဂနဲ့ဆက်နေတတ်တယ်နောက်ပြီးခုနကျွန်တော်ရဲ့ OCD နဲ့လည်းသူကဆက်နေတတ်ပါသေးတယ်အဲ့တော့ဒီကောင်တွေက trypophobia အကြောင်းဆရာမကောင်းဘူးဒီကောင်နဲ့ဆက်နေတဲ့ယောဂတစ်ခုရှိလာခဲ့ဆိုတော့သူတို့ကုသမခံယူဖို့လိုအပ်ပါတယ်